United နဲ့ကစားရတာဟာအမြဲတမ်းကိုပဲထူးခြားတဲ့ခံစားချက်မျိုးပေးပါတယ်ဆိုပြီးတော့ပြောလာတယ် Harry Kane အားလုံးပဲမင်္ဂလာပါဗျ Football and Family မှာနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့စပေးသွားခြင်းတဲ့ကြောင်းအောင်လေးရဆိုရင်တော့ Harry Kane ရဆိုရင်တော့ကျွန်တော်ဟာ Tottenham Hotspur မှာရှိနေစဉ်ကတည်းကအဲ့ဒီလိုပွဲမျိုးကခံစားချက်တစ်ခုကတီးတန့်ကိုရှိနေခဲ့တာပါအိုးထွက်ဖို့ကွင်းကြီးပြိတ်တက်တွေတမိုင်းချောင်းတွေကအဲ့ဒီမှာကစားမယ်ဆိုရင်တင်ဟာအကောင်းဆုံးပုံစံမှာရှိနေရမယ်ဆိုတာကိုတည်ထားပါတယ်သူတို့ရဲ့အခြေအနေစိုးနေပါစေဒါမှမဟုတ်ခြေစွမ်းနေတက်နေပါစေအရေးမကြီးပါဘူးအချိန်မရွေးပွဲရလက်ကိုပြောင်းလဲပြစ်နိုင်တဲ့ကစားသမားတွေသူတို့စီမှာအမြဲတမ်းရှိနေတတ်ပါတယ်ခမရဟာခဏလေးလောက်တောင်အာယုံလွှဲထားလို့မရပါဘူးဘာလို့လဲဆိုတော့သူတို့မှာအမားတွေကိုချက်ချင်းပြင်နိုင်တတ်လို့ပါအဲ့ဒါဟာသူတို့ကိုဘောလုံးလောကရဲ့အကြီးမားဆုံးကလပ်အတင်းတွေကတစ်ခုဖြစ်လာစေတာပါသူတို့စီမှာအမြဲတမ်းအနိုင်ရဖို့အတွက်မျှော်လင့်ထားကြပါတယ်မန်ချက်စတာယူနိုက်တက်နဲ့ကစားရတဲ့ပွဲတွေမှာဆိုရင်တော့တက်တောင့်တက်တာရှိခဲ့တဲ့ပွဲဆိုတာတစ်ခါမှမရှိတော့ပါဘူးဘယ်တော့မှလည်းရှိလာမှာမဟုတ်ပါဘူးဆိုပြီးတော့ Harry Kane ကမန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ပြီးတော့ယခုလိုမျိုးပဲပြောသွားရဲ့ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ